လာမယ့် match လ17ရက်နေ့ကျရင် season ကုန်ပါမယ်အခုအသစ်လာတဲ့ season 40ရဲ့ S40 free skin ကတော့ချစ်ပါ free ဆိုပေမဲ့အတော်လေးကိုထားကြနေအောင်တွေ့ရပြီးတော့ diamond 100နဲ့ဝယ်လို့ရမယ့် first purchase skin ကတော့ Esmeralda ဖြစ်ပါတယ်ဒီ skin ရဲ့ design နဲ့နေမဲ့ diamond 100ပေးရတော်တော်လေးကိုတန်နေပြီအသားပြုံမှာ epic skin free ပေးမဲ့ shuffle draw event လည်းလာပါအောင်မယ်ဒီတစ်ခေါက်လာတော့လိုပဲ test တွေကိုလုပ်ပြီးတော့ ticket တွေကိုစုပြီးတော့ကိုကြိုက်တဲ့ skin မရမချင်း draw လုပ်ရမှာဖြစ်ပြီးတော့ကိုကြိုက်တဲ့အချိန်ကြတော့မှ pick လုပ်ရုံပါပဲtest တွေကလည်းပဲ daily login ဝင်တပွဲနှစ်ပွဲလောက်ဆော့ရုံပဲဆိုတော့လူတိုင်းလည်း epic skin ရကြမှာပါ season အသစ်နဲ့တူရောက်လာမယ့် new hero Marcia ကလည်းအချိန်တွေကိုရပ်တန့်နိုင်ပြီးတော့ tower damage တွေကိုပါရပ်ထားပေးမှာပါဒါကြောင့်မေဒီတစ်ခေါက် season မှာ Marcia နဲ့တူတူ draft အစမ်းနေနဲ့ play style အသစ်တွေလည်းထွက်လာအောင်ပါလက်ရှိလောလောဆယ်ကတော့ Marcia ကိုကောင်လာဖို့အတွက်ဘန်းယုံအောင်လွှဲပြီးတော့တခြားဘာမှမရှိသေးပါဘူး hero တွေထွက်လာရင်ဘန်းနေရတာကအစင်လာတစ်ခုလိုဖြစ်နေပါပြီ Marcia ကိုဘယ်လို role နဲ့ဆော့ကြမလဲဆိုတာ comment မှာဖြေသွားပေးခဲ့ကြပါဦးMobile Legends နဲ့ပတ်သက်တဲ့ Diamond တွေပြင် game account တွေကို AMD Game Shop မှာယုံကြည်စိတ်ချစွာနဲ့ဝယ်ယူနိုင်ပါတယ်